Hello မတည်ရဲ့မောင်ကျစတဲ့လားမတည်ရဲ့မပြောလိုက်တာမောင်ရဲ့မပြောလိုက်တာ Hello Hello ဘယ်မှာတည်းပါလားမပေါ်ဘယ်ရဘယ်မှာယူကန်နေရလဲ ဘာလို့ပြောနေတာလဲမသိဘူး ဘာလို့ပြစ Hello မင်္ဂလာပါရှင် ဘာမင်္ဂလာပါရှင်လေဘယ်ရဆောင်ပါလဲဘယ်ပါကိစ္စငါလေးချက်ဖို့ယူကန်နေရလဲဟမ်ငါလေးစတဲ့ဘလို့ကတကယ်ပြောစမ်း ဟုတ်မဟုတ်ပါဘူးညီမလေးညီမတို့အခုကံဘောဇပန်ကဆက်နေတာပါရှင် ဘယ်ရ ကံဘောဇပန်ရပါရှင် ကံဘောစားပဲဆက်တာ ဟုတ်ပါရဲ့ရှင် မောင်ကြီးကံဘောစားပဲဆက်တာ ဘာလဲအစမပြေဖြစ်လို့ပါလဲရှင် ဘာဖြစ်ရမှာလဲကံဘောစားပဲပါလေမနဲ့နေတော့ဒီမန်းထားတဲ့ဘဝခီးလာတယ်မိကလာစဘူးတောက်ဆိုတော့ပြင်ထားသေးတယ်ဘုရားမတရားတဲ့တာဒီကဲ ဒီကလူမနဲ့ထိုးတာဟဲ့ဘာလို့ကြောက်လဲဝင်ကောင်းမယ်အခုဖုန်းဆက်တာကလည်းအဲ့ကိစ္စတွေပါပါတယ်ညီမလေးရဲ့ဒီဖုန်းနံပါတ်လေးနဲ့KBZ and banking account တွေပါရောဖွင့်ထားနေလားယင် တရားသူဘာမှလာဖွင့်တာမောင်ရဲ့ နောက်မှမို့နော်အမကိုရေးကြည့်တာပြောမလို့အခုညီမလေးဖွင့်ထားတဲ့ and banking account ကလေအဖိတ်မတင်လို့ရှိရင်အကောင့်ကသုံးမရတော့ဖြစ်မှာမလို့အခုဖုန်းဆက်ပေးတာပါ မတို့လိမ့်နေရမလားမရောက် ။အိုးညီမလေးကလည်းတကယ်ချစ်တယ်ထားမကောင်းဆိုတာတော့ရုံနေသေးတာပဲမလား ကြည့်လိုက်တာမရဲ့ ။ဒီနဲ့တော့ပြီးကြောက်မနေနဲ့လေလူကြီးကိုမရောက်ပါနဲ့ဟယ်လိုညီမလေးအမကလည်းမရမဟုတ်ပါဘူးညီမလေးအကောင့်ကလေတကယ်ပြတ်တော့မှာမလို့အဲ့လိုပြရဝန်ဆောင်မှုလမ်းပေးရတာ တားလိုက်တော့သူကြည့်ရပါဘာမှတိတ်တော့ကြည့်ရဘူးပြစ်ချင်တာအဲ့တက်မလို့ သူနဲ့အတူဖွင့်ရတဲ့အကောင့်လေးကိုအမတရားရဲ့အပြောက်ပြက်ခံတော့မလို့လားညီမလေးရဲ့ ဟုတ်တယ်နော်ကျန်မဖြစ်ဘူးပြပါတော့မလားပြ အဲ့ဒါဆိုလေညီမလေးရဲ့နာမည်လေးပြောပြီနော် အဲ့တော့ထိုက် နာမည်လေးကယောက်ျားဆန်တယ်နော် ဟုတ်တယ်လေအဲ့တော့ထိုက်လေမောက်နေမယ်လေ အော်နေအကောင့်မှာဟုတ်ညီမလေးရဲ့အန်တာတင်မှထားတဲ့ user name လေးလေညီမလေးရဲ့နာမည်ကိုမေးတာ ကျမနာမည်မလားမီမီ မမီမီနော် ဟုတ်တယ် တက်ဆက်လေးရအောင်ဟင်အန်တာကြီးကောင်နဲ့ဝင်ထည့်ရတဲ့နံပါတ်လေးလေညီမလေး နေဟိုတော့ညာကိုဟုတ်ကဲ့ ကဲဘလောက်လိုလိုက်ရဒီချက်ကိုလည်းငါတက်တာကိုင်းမှာလို့မရဘူးဟဲ့ပြောနေကြလားဟယ်လိုညီမလေး password ကမှားနေတယ်တဲ့ ဘာဖတ်ဆိုလဲ ညီမလေးကခုနပြောတဲ့နံပါတ်တွေလေအဲ့ဒါပတ်သက်မဟုတ်ဘူးလား ဟုတ်ပါဘူးမဝင်နေလေ ဟာဝိနေတော့တိုင်းတာမဟုတ်လေဟောညီမလေးပေါ်ရကြနေမှာဆိုလို့အမအော်ဒလိုက်တာနော်မချမ်းပါဆိုလို့ဝိနေကိုမေးနေရမဟုတ်ဘူးညီမလေးရဲ့အန်ဘက်ကင်းနဲ့ဝင်ဖို့ထားထားတဲ့password ကိုမေးတာ ဆိုပါမဟုတ်တူလားပြန်တာဆိုပါ anniversary date ဒါဆိုရင်အန်ဒီတဲ့ကိုပြောညီမလေး အဲ့ဒီတိတ်ကိုပြောအောင်ပါအဲ့ဒီတိတ်တဲ့မင်းနေ ဟယ်လိုညီမလေးဟယ်လိုညီမလေးဘာလဲမစားဟယ်လိုအမတော့ကြားလာရင်ဟယ်လိုလီနာယူမလေးဟယ်လိုညီမလေးဟယ်လို
ကံမောစာဘဏ်ကဝန်ထမ်းတွေကလူမျိုးပိုက်ပါကနေစာပို့တာငွေလွှဲခိုင်းတာ OTP နဲ့ပင်နံပါတ်တောင်းတာတို့ဖုန်းဆက်ပြီးကိုရေးချက်လက်ပြောခိုင်းတာတို့မလုပ်ပါဘူးနောက်ပြီး KBZ Bank ရော KBZ Pay Facebook Page ရောရဲ့ Official Channel တွေက Blue Mark ပါပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကိုယ့်ရဲ့ KBZ Bank KBZ Pay account တွေမှာပြဿနာတစ်စုံတစ်ရာရှိရလို့တန်တရားဝင်လာပြီဆိုရင် KBZ Bank Call Center 099510 18555နဲ့ KBZ Pay Call Center 3211တို့ကိုဆက်သွယ်မိတ်နိုင်ပါတယ်ခင်ဗျာ